အားလုံးပဲမင်္ဂလာပါတခင် Football New Era YouTube Channel နဲ့တခင်တော်တော်နေပြီးတော့ကြိုးဆိုတယ်ကြိုးဆိုရဲဆိုတော့ကမ္ဘာဖလားပွဲတွေပဲစနေပြီเนาะကမ္ဘာဖလားပွဲတွေစနေပြီကမ္ဘာဖလားပွဲတွေဟိုကျွန်တော်လည်းကြည့်ပြတယ်ချီဆောင်ပိုင်းတွေကျွန်တော်ကြည့်တယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ခမန်းချက်လေးတွေကျွန်တော်မပေးသေးဘူးဆိုတာအခုမှအသင်းတွေအားလုံးရဲ့ချီဆောင်လိုက်ကြည့်အောင်ရှိသေးတယ်ဗျာအောက်စုပွဲတွေတစ်ဖက်လည်းပြီးတော့မှကျွန်တော်ပွဲခံမှန်းလေးပေးမယ်အဲ့ပွဲခံမှန်းလေးကိုကျွန်တော်ဘယ်မှာပေးမလဲဆိုတော့ကျွန်တော်ဒီ TikTok မှာလည်းပေးမယ်ပေါ့ဗျာကျွန်တော် Telegram Channel လေးရှိတယ်အခုဗီဒီယိုရဲ့ comment အောက်မှာကျွန်တော် Telegram Channel လေးထားပေးမယ်အဲ့ Telegram Channel လေးကိုတွားပြီး join ပေးကြပါဘာလို့လဲဆိုတော့တွား join ရင်ဘာရမလဲဆိုတော့ကမ္ဘာဖလားပွဲအတွက်ပေါ့နော်အပိုင် free တစ်ပွဲရဲ့အမြဲတမ်းပေးမယ်ပေါ့နော်အပိုင် free တစ်ပွဲပေးမယ်ပေါ့နော်အဲ့မှာအဲ့ Telegram Channel လေးကိုဝင်ပြီး join လိုက်လို့ရှိရင်ပေါ့နော်အခုကမ္ဘာဖလားပွဲကျွန်တော်အင်ရှင်ပွဲတွေကိုကျွန်တော်ကြည့်ရပါတော့အင်ရှင်ပွဲတွေကိုကျွန်တော်ကြည့်တဲ့အချိန်မှာအင်ရှင်3သင်းကိုကျွန်တော်ကြည့်ပြီးသွားပြီကြည့်ပြီးတော့ရှီသွမ်းမိုင်းတွေကတော့ကျွန်တော်အမေရိကန်သင်းကိုပဲအားရတယ်အမေရိကန်တော့ကျွန်တော်ဟို2010တော့ကော့စတာရီကာကိုပြန်မြင်နေရတဲ့အတိုင်းပဲเนาะသူအဆင့်တစ်ခုရောက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဘာလို့ဆိုတော့သူကကွင်းလင်ရောရှေ့တန်းနောက်တန်းရော3ခုလုံးညီတယ်ဗျာရှေ့တန်းရွက်ကောင်းနေရရောမဟုတ်ကွင်းလင်ရွက်ကောင်းနေရတော့မဟုတ်ဘူးရှေ့လင်တော့အကုန်ညီတယ်ရှေ့လင်တော့အကုန်ညီတဲ့အချိန်မှာအမေရိကန်ကအဆင့်တစ်ခုရောက်လိမ့်မယ်လို့ကျွန်တော်ယုံတယ်အမေရိကန်ဟိုနေ့ကဆိုပါရာဂွေးကိုကစားသွားဗျာတက်တောက်ပဲเนาะပါရာဂွေးဆိုတာတကယ်မာတယ်အတင်းတကယ်မာတယ်အတင်းကိုသူတက်တောက်ကစားသွားတယ်ပြီးတော့အာဆင်နယ်ကစားသမားဟောင်းဘာလိုကန်တို့ချယ်ဆီကစားသမားဟောင်းပူရီစစ်တို့ရဲ့တိုက်စစ်ကလည်းတော်တော်လေးကိုမြိုင်ဆိုင်တယ်ပေါ့နော်အဆုံးသက်တွေတေးကြရဲပေါ့အဲ့မှာဘာလိုကန်ဟိုကော့စတာရီကာတော့ကလည်းအာဆင်နယ်ကစားသမားဟောင်းမယ်တိုက်စစ်ကစားသမားဂျိုကန်မဲတို့ဥဆောင်ပြီးတော့ကော့စတာရီကာအဆင့်တစ်ခုထိရောက်ခဲ့တယ်ပေါ့နော်အဲ့တော့ထင်ပါတယ်ကျွန်တော်အမေရိကန်လည်းအဆင့်တစ်ခုထိရောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့မတော်တဆဖလားအောင်ရသွားနိုင်တယ်ပေါ့နော်ဒီနေ့ချီစွမ်းနေကြည့်ရပါကျွန်တော်အခုလေးဟိုဟာပွဲကြည့်နေရဗျာဘရာဇီးပွဲကြည့်နေတာဘရာဇီးကတော့ဒီနေ့ဖလားရနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့သူတို့ကစားနေတဲ့ပုံကိုကြည့်ပြီးဖလားရနိုင်မှာမဟုတ်ဘူးဟိုဗာရှီနီယာဂျူနီယာတို့ပါလို့ဆိုဘောလုံးကိုမကန်တော့ဘူးကျွန်တော်ထင်တယ်ပေါ့နော်ထားပါဒါကတော့ပြီးတော့နောက်ထပ်သတင်းကမက်ဆီကိုကတော့ပုံမှန်ချီစွမ်းပါပဲပုံမှန်ချီစွမ်းမယ်အုပ်စုအခုဟိုဟာနဲ့သူကြံတဲ့ပွဲပေါ့နော်ကြံတဲ့ပွဲတွေကိုသူကောင်းမွန်ကန်နိုင်မယ်ဆိုရင်တော့မက်ဆီကိုကအုပ်စုဆင်းရတက်လိမ့်မယ်ပေါ့နော်ဘာလို့တောင်ကိုရီးယားလည်းကောင်းတယ်ဗျာတောင်ကိုရီးယားလည်းဟိုနေ့ကစားသွားတာတော်လေးကောင်းတယ်ပေါ့နော်ချက်တဲ့ပွဲမှာတော်ကောင်းတယ်ဆိုတော့မက်ဆီကိုအတွက်ကတော့နည်းနည်းရုန်းကန်ရမယ့်ဘိုင်းနေရှိတယ်ပေါ့ပြီးတော့နောက်တစ်သက်သင်းကကနေဒါတော့အုပ်စု6ဆုံးပဲဒီအင်ရှင်3သင်းမှာကနေဒါအုပ်စု6တယ်ကိုကျွန်တော်မြင်တယ်သူဒါတော့မှတော့မကြောက်ဘူးဘော့စနီးယားလို့အသင်းကိုသူတေတော့ကြတယ်ဗျာတေတော့ကြတော့သူ့အတွက်ခက်ခဲသွားပြီနောက်တဲ့ဆွစ်ဇာလန်နဲ့ကာတာပွဲမှာသူတော်တော်ခက်ခဲသွားပြီအဲ့နောက်ပွဲမှာသူတပွဲတော့နိုင်ထားမှရမယ်အဲ့နောက်ပွဲလုံးမှာသူရလက်မကောင်းဘူးဆိုရင်တော့ကနေဒါစောစီအိမ်ပြန်မှာပေါ့နော်အဲ့တော့ဘောလုံးပွဲတပွဲကိုကျွန်တော်ဘောလုံးပွဲခံမှန်းနေမပေးသေးဘူးဆိုတော့ကျွန်တော်လိုက်ပြီးတော့ကြည့်နေတော့ရှိသေးတယ်ပေါ့နော်အခုဘရာဇီးချီစမ်းဆိုကျွန်တော်မကြိုက်ဘူးတောင်ကိုရီးယားဆိုရင်ကျွန်တော်မစိုးကြိုက်တယ်ကျွန်တော်အမေရိကန်ကိုကြိုက်တယ်ပေါ့နော်ဒီနေ့ဒီဘောလုံးကမ္ဘာဖလားတစ်ပွဲလုံးအမေရိကန်ပွဲတွေပဲရွေးလောင်းရင်ကောင်းလာပြီနော်အမေရိကန်တော့ကောင်းတယ်အဲ့တော့နောက်ဒါပေမဲ့တခြားပွဲတွေမကြည့်ရသေးဘူးတခြားအသင်းတွေအများကြီးကြံသေးရဆိုတော့ဒီနေ့ပွဲတွေလည်းအများကြီးရှိရပါတော့အဲ့ဒါရောကျွန်တော်ခမန်းချက်တွေရောကျွန်တော်ရဲ့ Telegram Channel လေးမှာပေးမယ်ကျွန်တော်ရဲ့ Telegram Channel လေးကိုကျွန်တော်စပြီးမိတ်ဆက်ကြောညာပါဗျာဘော်ဒါတို့အနေနဲ့ဝင်ပြီး join နေရတယ်မ join နေရတယ်ဒါကတော့ဘော်ဒါတို့ရဲ့အပိုင်းဖြစ်သွားပြီပေါ့ပြီးတော့နောက်တစ်ခါကျတော့ဘောလုံးပွဲခမန်းဆိုမရပြောအောင်ဆိုတော့2022ကမ္ဘာဖလားတော့ဆိုရင်ကျွန်တော်ခမန်းတာတော်လေးကိုမှန်ခဲ့တယ်အုပ်စုဆင်တော့ဘယ်မှာစလွယ်လဲဆို16တင်မှာစလွယ်16တင်ကနေနောက်ဆုံးဖလားအထိမဟုတ်ဘူးအဲ့10တင်4တင်ဆင်းလောက်ထိကိုကျွန်တော်ဆောက်ပလဲတွေမှန်ပြတာထားပါဒါကတော့ကျွန်တော်ဒါကမ္ဘာဖလားတစ်ဖက်ထပ်ပြီးတော့မရပါတော့ကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်းကျွန်တော် comment ထဲမှာပေးထားပါမယ်ဝင်ရောက် join လို့ရပါတယ်ပြီးတော့ Arsenal ရဲ့အပြောင်းရွှေ့သတင်းတွေကလည်းဟိုတီတွေကြားနေရပါတယ်ဘာမှတီကြတော့တက်မလာသေးပါဘူးကမ္ဘာဖလားပြိုင်ပွဲရှိရတဲ့အတွက်ကျွန်တော်ကမ္ဘာဖလားကိုအာရုံစိုက်ပါမယ်နောက်ရကြရင်ကမ္ဘာဖလားရဲ့ခံမှန်းပွဲလေးကျွန်တော်ပြန်ပြီးတင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်